အားလုံးပဲမင်္ဂလာပါကျွန်တော်ဘူလိုင်းဖြစ်ပါတယ်ဒီနေ့ကျွန်တော်ကားမောင်းတင်တန်းကိုရောက်တာပထမဆုံးနေ့ပေါ့နော်သူရောက်ရှင်ဘာလို့ရလဲဆိုတော့ကျွန်တော်နည်းနည်းအကြမ်းမြင့်လေးပြောပြရင်ပေါ့နော်ရောက်ရှင်မှာပေါင်းနာမှာချက်ရင်ဝင်ပြီးတော့အမှရောက်ရှင်တန်းပြီးတော့မနာဘူးနော်တန်းပြီးတော့အထုပ်တွေပါသူထားမယ်နဲ့ထားပြီးတော့စာတန်းတင်တယ်ပေါ့နော်စာ10ခန်းတင်ရမှာဆိုရင်တစ်ခန်းလောက်ကိုအမှတင်ပေးလိုက်တယ်အခန်းထဲမှာကားမောင်းဘယ်လိုပြောရမလဲကားနဲ့ရင်းနေအောင်ပေါ့နော်ကားပေါ်တင်ဘာစလုပ်ရမယ်ပေါ့နော်တော့ဖွေးရမယ်တို့ဂီယာထည့်ရမယ်ဟမ်ဘရိတ်ချရမယ်တို့ကပတ်ပတ်ရမယ်အဲ့လားများအကြမ်းမြင့်အဲ့လားလေးတင်ပေးရပေါ့နော်တင်ပေးပြီးသွားရင်တနားကြီးအဲ့တင်ပေးရနောက်ပြီးကြတော့နောက်တနားကြီးကြတော့အပြင်မှာကားထွက်မောင်းရတယ်ပေါ့နော်ပြင်မှာကားထွက်မောင်းရတယ်အမှဘေးကနေပြီးတော့ဆက်တာချင်းတန်ရောက်တဲ့နေမှာပဲတန်းပြီးတော့ကားဘယ်လိုကားမောင်းတင်တဲ့ကွင်းထဲမှာတန်းမောင်းရတယ်ပေါ့နော်ဆရာကနေဘေးကနေပြီးနှစ်ပတ်လောက်ပေါ့ကွင်းပတ်ပြီးတော့မောင်းပြရပေါ့နော်မောင်းပြနောက်အနှစ်ပတ်လောက်မောင်းပြီးတော့အဆင်ပြေသွားပြီဆိုရင်နောက်ပြီးကြရင်ကိုယ်ပိုင်ကိုမောင်းရတော့တာအဲ့လိုမျိုးပေါ့နော်တခုဝေးတိုက်တော့မှဆိုရင်သူတို့ချီရဘရိတ်ကိုအုပ်လိုက်တယ်ပေါ့နော်ကိုကမဟုတ်ရှင်အောင်ပါနော်ဒါဘာမှအနေမရှိဘာမှကြောက်ချင်မရှိဘူးပေါ့နော်ပထမနေ့ကတော့ pressure ညားတယ်နည်းနည်းတော့များရပေါ့နော်စောင့်မောင်းလာတာဆိုတော့နည်းနည်းဘယ်လိုပြောရမလဲစိတ်လှုပ်ရှားရတယ်ပေါ့ရှိရပေါ့နော်နောက်ပြီးကြရင်တော့ဆရာလည်းပြီးတော့အဆင်ပြေတော့မှာပေါ့နော်ဆက်လာခြင်းမလို့စိတ်လှုပ်ရှားရတယ်ဘာလို့ပြောရပေါ့နော်ဆရာရဲ့သဘောကောင်းပါလေကျွန်တော်တို့တတဲ့ကြောင်းဟုတ်ပထမနေ့ကတော့အဲ့လောက်ပါပဲဒုတိယနေ့ကိုပြန်လာခဲ့ပါမယ်